အားလုံးပဲမင်္ဂလာပါရှင်ဒီဆေးဘက်ဝင်ပန်းပွင့်လေးကိုတွေ့ဘူးကြလားရှင်လက်တစ်ခေါက်လို့ခေါ်တယ်နော်ဒေတာချင်းခေါ်ဝမတူကြဘူးရှင်တချို့တွေဆိုတခုတ်ပွင့်လို့ခေါ်တယ်ပေါ့နော်တော့ပေါက်ပန်းပြူလို့ခေါ်ပြီးနောက်တစ်မျိုးကကြတော့ဟင်းငုတ်ပွင့်လို့လည်းခေါ်တယ်ပေါ့နော်ဒီအပင်ကကြတော့သူ့ရဲ့အပင်အပွင့်ကနေစပြီးတော့အမြင့်အထိကောင်းကျိုးတွေအများကြီးရှိတယ်ပေါ့နော်တွေ့တာရရောင်ပြီးခဏကိုမှအဖုအပိတ်တွေရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအပွင့်လေးကိုပြုတ်ပြီးတော့စားပေးပေါ့နော်ပြီးကြတော့အစိတ်ရှိတဲ့ပိုးမွားအကောင်တွေကြိုက်တယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့အခောက်ကိုပေါ့နော်တွေးပြီးတော့လိမ့်လို့ရှိရင်တက်တာပြောက်ကင်းစေပါတယ်တွေးပြတဲ့ဝေဒနာကိုခံစားရတဲ့သူတွေအတွက်ပေါ့နော်ဒီအပွင့်လေးကအရင်ကောင်းတယ်ပေါ့နော်သွေးလည်းပမှုကောင်းစေတယ်နောက်တစ်ခုကဝန်းချုပ်တဲ့သူတွေပေါ့နော်ပုံမှန်စားပေးတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ရှင်ခန္ဓာကိုယ်အယံပူပြီးအပူချိန်များနေတဲ့သူတွေပေါ့နော်ဒီအပွင့်လေးကိုများများစားပေးပေါ့နော်တချို့ကအစာမကြေလေးမလဲဖြစ်နေတဲ့သူတွေပေါ့နော်ဒီအပွင့်လေးကိုပုံမှန်စားပေးပါရှင်ပြီးပိုးစီပိုးနဲ့အသေးသမားတွေဒီပွင့်ကိုများများစားပေးပါရှင်အဲ့ဒီအပင်ရဲ့အရွက်နှုတ်ကိုဟင်းကချက်တောက်ကြပါတယ်ခလေးတွေရေကြောက်ပေါက်လို့ရှိရင်အရွက်ပြုတ်ကိုတိုက်ကြတယ်ပေါ့နော်ဒီအပွင့်လေးကိုအမျိုးမျိုးလှုပ်ရှားကြပါတယ်ရှင်အချောက်လန်ပြီးတော့လဲစား